ជីជីတက်ချမ်းသာတဲ့ချစ်သူကောင်မလေးကြောင့်ကွယ်လွန်သွားတဲ့မမမေနေရာမှာအစားထိုးလိုက်နိုင်ပြီဖြစ်တဲ့ညီထွတ်ကောင်ပြည်သူများရှိညီထွတ်ကောင်ကတင်ချင်ရတဲ့ချစ်သူကောင်မလေးနဲ့လက်ထပ်ဖို့အထိဖြစ်ခဲ့တာအားလုံးလည်းသိပါပဲလူသိရှင်ကြားချပြကတွဲထားတဲ့ညီထွတ်ကောင်ရဲ့ချစ်သူမမမေနဲ့အတွဲညီလာတာကြောင့်ပြည်သူတွေကလည်းချစ်ခင်ပေးကြတာပါဒါပေမဲ့မမမီကကိုဗစ်ကာလမှာကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပါတစ်ချိန်ကျရင်တေချာပေါက်လက်ထပ်မယ်လို့တွေးထားတဲ့ချစ်သူကောင်မလေးကိုညီထွတ်ကောင်ကဆုံးရှုံးလိုက်ရတာပါကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာလည်းညီထွတ်ကောင်ကသူ့နေရာမှာဘသူ့ကိုမှအစားမထိုးနိုင်ပဲအလူတန်းတွေလုပ်ပြီးမမေ့ပြောင်ကြောင်တက်တည်ပြနေခဲ့တာပါဒါပေမဲ့လက်ရှိချိန်မှာတော့ညီထွတ်ကောင်ကနောက်ထပ်ချစ်သူကောင်မလေးအစ်စ်ကိုတရားဝင်ချပြလာခဲ့ပါပြီအချိန်တစ်ခုယူပြီးတွဲလာခဲ့တဲ့ချစ်သူကောင်မလေးအစ်စ်နဲ့လက်ထပ်တော့မယ်လို့လည်းဆုံးဖြတ်လိုက်ပြီဖြစ်တာကြောင့်လူသိရှင်ကြားတွဲလာခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းမှာကောင်မလေးရဲ့အိမ်သစ်တက်မင်္ဂလာပွဲကိုညီထွတ်ကောင်နဲ့အတူတူကျင်းပခဲ့တာပါဒါအပြင်ညီထွတ်ကောင်ရဲ့မွေးနေ့မှာလည်းကောင်မလေးကသိန်း100တန်ပန်းစည်းကိုလက်ဆောင်ပေးခဲ့တာပါသိန်း100တန်ပန်းစည်းနဲ့ချစ်သူကောင်မလေးက surprise တိုက်တာကြောင့်လည်းအရန်ကိုပျော်ရွှင်ကြည်နူးလို့နေတာပါဒါအပြင်ညီထွတ်ကောင်တို့အခုလိုတွဲနေတာကိုအမှုပညာတိုင်းဝိုင်းကလည်းသိထားတာကြားပါပြီအားလုံးကသဘောတူကြသလိုညီထွတ်ကောင်ကိုယ်တိုင်ကမကြခင်မှာအတူတွဲမြင်ရတော့မှလို့ဖွင့်ဟထားပါတယ်ဒါကြောင့်မလို့လက်ထပ်ဖို့တိတ်မကြတော့တဲ့အနေအထားမှာဖြစ်ပါတယ်ညီထွတ်ကောင်ရဲ့ချစ်သူကောင်မလေးအသက်ကခရိုနီတိုင်းဝိုင်းတွေကသတိသမီးတရလို့လည်းသတင်းတွေထွက်နေပါတယ်ပိုင်ဆိုင်မှုတွေလည်းများတဲ့အပြင်ကိုပိုင်စီးပွားရေးလုပ်ငန်းဦးစီးနေသူလို့သိရပါတယ်ဒါကြောင့်မလို့လည်းညီထွတ်ကောင်ကိုစိတ်ရှိတဲ့အန်းနိုင်နေတာဆိုရင်လည်းမမှားပါဘူးညီထွတ်ကောင်ကအတိတ်မှာဆုံးရှုံးခဲ့ရတဲ့ချစ်သူကောင်မလေးနေရာမှာနောက်ထပ်တစ်ယောက်နဲ့အစားထိုးလိုက်နိုင်ပြီဖြစ်ပါတယ်အခုလို့နောက်တစ်ယောက်ကိုချစ်လိုက်တဲ့ညီထွတ်ကောင်ကိုပြည်သက်တချို့ကလည်းအပြစ်တင်ကြပါတယ်။ကွယ်လွန်သွားတဲ့ကောင်မလေးအတွက်10နှစ်10မိုးတော့မကြေခွဲနိုင်မဲ့ချစ်နိုင်တာမြန်ဆန်တယ်လို့ထောက်ပြဝေဖန်နေတာပါ။ဒါပေမဲ့တချို့ကလည်းတွဲနေနဲ့ဖောက်ပြန်သွားတဲ့သူတွေထက်စာရင်ကွယ်လွန်သွားလို့နောက်တစ်ယောက်ကိုပြောင်းချစ်လိုက်တဲ့ညီထွတ်ကောင်ကအပြစ်တင်စရာမရှိဘူးလို့ပြောဆိုနေတာဖြစ်ပါတယ်။ညီထွတ်ကောင်နေနဲ့လည်းကွယ်လွန်သွားတဲ့ချစ်သူကောင်မလေးအတွက်လာစဉ်စက်တိုက်အလူတန်းတွေလုပ်ပေးနေခဲ့ပါတယ်။အေးတီတာတို့နဲ့ပူပေါင်းပြီးချစ်သူကောင်မလေးနာမည်နဲ့လှူပေးတာပါ။သူ့အနေနဲ့ကောင်မလေးစိတ်နဲ့အချိန်ကြာကြီးကြေကွဲခံစားခဲ့ရပြီးပြီမို့နောက်ထပ်ချစ်တီကိုရွေးချယ်နိုင်သွားပြီလို့လည်းထင်ပါတယ်။ညီထွတ်ကောင်ကခုနောက်ပိုင်းမှာဆိုရင်အမှုပညာလောကမှာနေရာလဲပေးခံလာသလိုဇလန်းတွဲတွေလည်းတောက်လျှောက်ရိုက်ကူးနေရတာပါ။ကာရိုက်တာတစ်ခုကိုပိုင်နိုင်လုံနိုင်ကအောင်မြင်တဲ့တရုပ်ဆောင်တစ်ယောက်ဖြစ်လာပြီဖြစ်ပါတယ်။အခုဆိုရင်ကျင်းပေါ်လဲရှာတွေ့ပြီဆိုတော့ညီထွတ်ကောင်ရဲ့အထီးကျန်တဲ့ဘဝလေးကပြည့်စုံသွားရပါပြီ။ကွယ်လွန်သွားတဲ့ချစ်သူကောင်မလေးနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေကိုလည်းဘာတစ်ခုမှဂရုမစိုက်ဖယ်နေနေတာပါ။ကြီးကြီးတက်ချမ်းသာတဲ့ချစ်သူကောင်မလေးကြောင့်ကွယ်လွန်သွားတဲ့မမမေနေရာမှာအစားထိုးလိုက်နိုင်ပြီဖြစ်တဲ့ညီထွတ်ကောင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တောင်ကျဲစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်